easy go. အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဒရုံဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကနောက်လာမယ့် RBA17 မှာ base ကနေရရှိမယ်လေဆိုတာကိုကျွန်တော်အတူတူပြပြမယ်ပဲဖြစ်ပါတယ်အဲ့တော့ဒီ RBA17 ကကျွန်တော်တို့ဒီတလပိုင်း9ရက်နေ့ပေါ့နော်ဇန်နဝါရီ9ရက်နေ့မှာလာမှာပဲဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးမဆက်ခင်ကျွန်တော် channel လေး like ဆိုပြီးလုပ်ပေးထားကြပါဦးအဲ့တော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင် let's go ကျွန်တော် RB level 1မှာဆိုတော့ဒီ main ကလေးပုံစံ outfit ကိုတွေ့ရမှာဖြစ်ပါတယ်RBA1 ဆိုတဲ့အတိုင်းပဲlevel 1ဆိုတဲ့အတိုင်းပဲကျွန်တော်တို့တားရတော့မလာဘူးပေါ့နော် RB level 10မှာဆိုတော့ဒီမြားစကင်တွေမှာဖြစ်ပါတယ်တစ်မြစ်တွေနဲ့ပါနောက်လာမယ့် update နဲ့ကိုင်အောင်လုပ်ပါနော် Okay RB15 မှာဆိုရင်တော့ကျွန်တော်တို့ဒီတော်တော်လာတဲ့လေယာဉ်စကင်တွေ့ရမှာဖြစ်ပြီး RB level 30မှာဆိုရင်တော့ဒီ MK47 skin ကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ RB level 40မှာဆိုရင်တော့ဒီ Matic skin တွေ့ရမှာဖြစ်ပါတယ်Matic skin ပုံစံလေးတော့လာနေပြရမယ်ပေါ့နော် Okay ကျွန်တော်တို့ RB level 15မှာဆိုရင်တော့ဒီ TB28 skin ကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီ RB level 55မှာဆိုရင်တော့ဒီ skin လေးတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တန်းနာမည်မေးလို့ပါ RB level 60မှာဆိုရင်တော့ဒီ backpack skin တွေ့ရမှာဖြစ်ပါတယ် RB level 65မှာဒီ avatar skin တွေ့ရမှာပေါ့နော်ပေါင်တော့မရပါဘူးပြီးလို့ရှိရင်ဒီတော့ကြိတ်လေးရမှာပေါ့နော်နောက် RB 70မှာဆိုရင်တော့ဒီ chemical skin တွေ့ရမှာဖြစ်ပါတယ် chemical skin ရမယ်ပေါ့နော် RB level 80မှာဆိုရင်တော့ကျွန်တော်ဒီ smoke skin လေးရရှိမှာဖြစ်ပါတယ် RB 90မှာဆိုရင်တော့ကျွန်တော်တို့ဒီအပြန်အတင်းသုံးပေးထားတဲ့ Uzi skin ဖြစ်ပြီးတော့ RB 100မှာဆိုရင်တော့ဒီ main ကလေးပုံစံ outfit ကိုတွေ့ရမှာဖြစ်ပါတယ် main ကလေးပုံစံ outfit ကနည်းနည်းတန်းဆန်းက RB နောက်ပိုင်းနေမှာကျွန်တော်အင်ကြီးကိုတိုးတက်ထုတ်အောင်လုပ်လာရပါတော့အဲ့တော့ယောက်ျားလေး skin ကလည်းရှားလာတယ် main ကလေးစီတော်တော်များများပဲထုတ်တယ်ပေါ့နော်ယောက်ျားလေးချင်းထုတ်တာထုတ်တယ်ရှားတယ်ပေါ့နော် Okay ဒါကတော့ကျွန်တော်တို့ဒီ chicken server လို့ရှိရင်ကမယ် dance လေးပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ dance လေးကတော့နည်းနည်းတော့ mic တော့ပါတယ်လမ်းနေပါနော်အဲ့တော့အားလုံးပဲဒီ video တွေလောက်ပါပဲနောက် video မှာပြန်နေကြပါမယ်အားလုံးပဲဒီ RB skin ကိုကြိုက်နေကြတာကျွန်တော်ကတော့ကြိုက်ပါတယ်ဘာသာတော့ဖွင့်ပြမလားပေါ့နော်အဲ့တော့ comment မှာရေးပေးခဲ့ကြပါဦးအားလုံးပဲဒီ video တွေလောက်ပါပဲနောက် video မှာပြန်နေကြပါမယ်အားလုံးပဲ拜拜ပါ